ချိန်နဲ့မပေးလို့တိုင်းတစ်ပါးမြေမှာဝေးရမြေဆုံးခွာမိသားစုနဲ့ဝေးဝမ်းရင်တွေ့ရုံကန်ပြန်ကျင်တဲ့စိတ်ကိုဖြေကားကျမပေးလာနေရတဲ့ဘဝပြန်ဖြစ်သေးဘူးဒီနေ့မှာမောင်ဝေးလေးတွေဝေးလာခဲ့ရင်ဒီနေ့နဲ့ချမ်းမွေးရမြေအောင်မြင်မှုများနဲ့ပြန်မယ်ဆိုတဲ့တွေ့မျောလင်းချင်တဲ့စိတ်ကူဖြေရင်လေအိမ်မပြန်ဖြစ်သေးဘူး